မင်းကလေးတယောက်သူ့အဖေဝယ်ပေးတဲ့ဖုန်းတစ်လေးနဲ့ဆယ်ဖီရိုက်နေတော့ဖုန်းကင်မရာထဲမှာတောင်းရမ်းစားနေတဲ့သူ့အဖေကိုတွေးလိုက်ရပါတယ်။သူမယုံနိုင်တော့အောင်ဖြစ်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါတကယ်ပဲသူ့အဖေဟာလမ်းပေါ်မှာတူးထောက်ပြီးခက်ခက်ခဲခဲတောင်းရမ်းနေတာကိုမြင်လိုက်ရတာပါ။အဲ့ဒီအချိန်မှာပဲစိတ်ကောင်းရှိတဲ့လမ်းသွားလမ်းလာတယောက်ကဝန်1000နဲ့တရွက်ပေးသွားပါတယ်။အဖေဖြစ်သူကအဲ့ဒီပတ်စံကိုအိတ်ထဲတေချာထည့်နေတော့သူ့ရှိမှာဖက်နဲ့တစုံလာရက်တာကိုတွေးလိုက်ရတယ်မကြည်မနှက်နဲ့မောကြည့်လိုက်တော့သူ့ရဲ့သမီးရင်းဖြစ်နေတာပါ။အဖေဖြစ်သူမျက်နှာပြတ်သွားပြီးချက်ချင်းပဲလှည့်ထွက်သွားပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကအခုမှစာတာပါလူပြတ်တဲ့လမ်းကြားလေးတွေရောက်တဲ့အခါအဖေဖြစ်သူကဒုက္ခိတဟန်ဆောင်ထားတဲ့ပစ္စည်းတွေကိုဖြုတ်ပြီးသူ့ရဲ့စိန်ခံကားနောက်ဖုံးနဲ့ထည့်လိုက်ပါတယ်။ဒါဟာသူ့ရဲ့အပူဝင်ငွေရတဲ့အလုပ်တစ်ခုပေါ်ကားထဲမှာဝစ်စုံလဲနေတော့သမီးဖြစ်သူကကားတကားကိုရုတ်တရက်ဖွင့်လိုက်ပါတယ်။အဖေတကယ်ပဲတောင်းစားနေတာလားလို့သမီးကမေးတဲ့အခါအဖေဖြစ်သူကဒါဟာအပျော်တမ်းအချိန်ပိုင်းအလုပ်ပါလို့ညင်းပါတယ်။ဒါပေမဲ့သမီးကတော့ပတ်စံအတွက်နဲ့ဒုက္ခိတဟန်ဆောင်ပြီးထပ်မလုပ်ဖို့တောင်းပန်ပြီးပြောပေမဲ့အဖေဖြစ်သူကတော့ဘာမှပြန်မပြောဘဲပြုံးနေခဲ့ပါတယ်။သမီးဖြစ်သူလည်းစိတ်ဆိုးပြီးထွက်သွားပါတယ်။ရက်အနှဲငယ်ကြာမှာတော့အဖေဖြစ်သူလမ်းပေါ်မှာထပ်ပြီးတောင်းစားနေတာကိုသမီးကတွေ့ပြန်ပါတယ်။ဒီတစ်ခါတော့လူငယ်နှစ်ယောက်ကသူ့ရဲ့လိန်ညာမှုကိုရိပ်မိသွားပြီးလူအများရှိမှဝိုင်းပြီးအဆက်ခွဲကြပါတယ်။လူတွေကလည်းဖုန်းတွေနဲ့ဗီဒီယိုရိုက်ပြီးကဲ့ရဲ့နေကြတဲ့အချိန်မှာသမီးဖြစ်သူကဝင်ပြီးတားဖို့လှုပ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အမျိုးသမီးတယောက်ရောက်လာပြီးဆရာတော်လို့ခေါ်လိုက်ပါတယ်ဒီပတ်စံတွေနဲ့ကလေးတွေနဲ့တက်ကြီးရွယ်အိုတွေကိုကူညီပေးနေတာကိုကျမတို့မသိခဲ့ဘူးလို့ပြောလိုက်တဲ့အခါအဆက်ခွဲနေတဲ့လူအုပ်ကြီးဟာချက်ချင်းပဲတောင်းပန်ပြီးသူ့ကိုသူတော်စင်တယောက်လိုကြီးညိုသွားကြပါတယ်ဒီလိုနဲ့အဖေဖြစ်သူဟာအင်တာနက်ပေါ်မှာနာမည်ကြီးတဲ့တောင်းစားတဲ့တင်းအုပ်ဆရာတော်ဖြစ်လာပြီးအလူငွေတွေတောင်းတဲ့ချီပြီးရလာပါတယ်ဒါပေမဲ့ဒီဖြစ်ရတစ်ခုလုံးဟာတကယ်တော့သမီးဖြစ်သူတောင်မသိအောင်တေချာစီစဉ်ထားတဲ့အကြီးစားလိမ်လည်မှုတစ်ခုဖြစ်နေပါတော့တယ်